ကောသလမင်းရဲ့အိမ်မက်16ချက်ဆိုတာလူတော်တော်များများသိဘူးကြကြားဘူးကြတာများပါတယ်ဒါပေမဲ့ဒီကနေ့လိုစုပ်ကပ်ကာလခေတ်မှာကောသလမင်းရဲ့အိမ်မက်တွေကမှန်လာသလိုရှိပါတယ်ဒါကြောင့်မလို့တတိဖုံပြီးစီရင်ပြန်လဲတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာကောသလမင်းကြီးကဂေါရမဘုရားရှင်လက်ထက်တော်ကကောသလတိုင်းနဲ့ကာတိတိုင်းကိုအစိုးရခဲ့တဲ့မင်းတစ်ပါးဖြစ်ပြီးတော့နေပြည်တော်ကတော့တာဝိတ္တိပြည်ဖြစ်ပါတယ်ဂေါရမဗုဒ္ဓရဲ့တပည့်တော်ကတကူဖြစ်တယ်လို့ဘုရားရှင်နဲ့လည်းအလွန်ရင်းနှီးတဲ့မိတ်ဆွေဘုရင်တစ်ပါးဖြစ်ပါတယ်ဒါပေမဲ့ကောသလမင်းကြီးကဗုဒ္ဓနီလန်နဲ့မကိုက်ညီတဲ့အချက်တွေကိုလည်းတစ်ခါပြုလုပ်တတ်ပါတယ်ဒီအခါမျိုးမှာလမ်းမှန်ပေါ်ရောက်စီဖို့မိဖုရားကောင်ဖြစ်တဲ့မန်လိကာမိဖုရားကြီးကဘုရားရှင်ထံကိုတွားရောက်ဖို့အကြံပြုပြောဆိုတတ်ပါတယ်မြတ်စွာဘုရားရှင်ဇေတဝန်ကျောင်းတော်မှာတရင်သုံးနေစဉ်အခါကဖြစ်ပါတယ်ကောသလမင်းကြီးကထူးဆန်းတဲ့အိမ်မက်16ခုကိုမြင်မှတ်ခဲ့ပါတယ်ဒီအခါမှာနန်းတော်မှာရှိတဲ့ပုံနာတွေကိုမေးမြန်းလျှောက်ထားပါတယ်ဒီကပုံနာတွေကလည်းကတ်သုံးပါးကြောက်အောင်မဲ့နမိတ်ဖြစ်တယ်မင်းကြီးအတွက်အသက်အန္တရာယ်ရှိနိုင်တယ်မကြောက်ရောက်စေခြင်းတားကောင်တွေကိုတတ်ပြီးတော့ရစ်နဲ့ပူဇော်ရမယ်လို့ဆိုပါတယ်ဗျမနာပုံနာတွေရဲ့တိုက်တွန်းချက်အရကောသလမင်းကြီးကတလိဆန်ရစ်ပူဇော်မှုများပြုလုပ်ဖို့စိတ်ကူးပါတယ်ဒီအခါမှာကောသလမင်းကြီးရဲ့ကျင့်ရတော်ဖြစ်တဲ့မိဖုရားကောင်ကြီးမန်လိကာမိဖုရားကတော့ပုံနာတွေပြောတာကိုမယုံပါဘူးမြတ်စွာဘုရားရှင်ထံကိုရှောက်ထားကြည့်ဖို့သာအကြံပေးပါတယ်ဒီလိုနဲ့ကောသလမင်းကြီးလည်းမြတ်စွာဘုရားရှင်ထံကိုဝင်ရောက်ပြီးတော့ရှောက်ထားပါတယ်ဒီအခါမှာမြတ်စွာဘုရားရှင်ကကောသလမင်းကြီးမှတ်တဲ့အိမ်မက်တွေကချက်ချင်းလက်ငင်းဖြစ်မှာမဟုတ်ဘူးလို့မိန့်ကြားပါတယ်မြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်ပြုပြီးနှစ်ပေါင်း1000ကျော်မှာဖြစ်ပေါ်လာမဲ့နမိတ်တွေဖြစ်ပါတယ်လို့ဆိုပါတယ်ကောသလမင်းကြီးကအိမ်မက်16ချက်ကိုတစ်ခုချင်းမေးမြန်းတဲ့အခါမှာမြတ်စွာဘုရားရှင်ကလည်းတစ်ခုချင်းကိုဖြေချပေးတော်မူပါတယ်ကောသလမင်းရဲ့အိမ်မက်16ချက်အကြောင်းကိုမြတ်စွာဘုရားကအနာဂတဉာဏ်တော်နဲ့ဆင်ခြင်ပြီးတော့နောင်နာဂတ်ခေတ်မှာဖြစ်ပျက်မဲ့အကျိုးအပြစ်တွေကိုအစဉ်အတိုင်းဟောကြားနှစ်သိမ့်တော်မူတာကိုကောသလတုတ်ထဲမှာဖော်ပြထားပါတယ်။ကောသလမင်းရဲ့ပထမဆုံးအိမ်မက်ကတော့အရက်လေးမျက်နှာကနေလေးကောင်သောနွားလားဥတ္တပတို့လာပြီးတော့မင်းရင်ပြင်မှာတစ်ကောင်နဲ့တစ်ကောင်ဝှေ့မဲလို့တူမီကျုံးသွားပြီးတော့မဝှေ့ကြဘဲနဲ့ဖဲလေးကုန်းဒီကိုမြင်မှတ်ပါတယ်။ဒီအိမ်မက်ရဲ့အဓိပ္ပာယ်ကတော့နောင်ခါမှာတရားမဆောင်သောမင်းတို့လက်ထက်မှာအရက်လေးမျက်နှာကမိုးတို့ကရွာအံတကဲ့သို့ထစ်ချုံးပြီးတော့မရွာဘဲသာလျင်ပျောက်ပြက်ကုန်ပါပဲဒီကကောက်ပဲတီးနံတို့ပျက်စီးပြီးတော့လူတို့လည်းအစာရည်စားရှားမငတ်မွခြင်းကိုဖြစ်ပါလိမ့်မယ်ဒုတိယအိမ်မက်ကတော့နူးနယ်သေးငယ်လာတဲ့အပင်တို့ကပွင့်ကြတီးကြသည်ကိုမြင်မှတ်ပါတယ်ဒါကိုမြတ်စွာဘုရားကနောင်ခါမှာဆုပ်ယုပ်သောကာလတွေမှာလူတို့ရဲ့တက်တန်းထူသောကာလတွေမှာယောက်ျားမိန်းမတို့ဟာထက်သန်ပြင်းပြတဲ့ຢာကရှိကုန်ကြသည်ဖြစ်ပြီးတော့ငယ်ရွယ်စဉ်အခါမှာပဲအိမ်တော်မြူခြင်းသားမွေးခြင်းတို့ကိုပြုကုန်လက်တန်းလို့မိန့်တော်မူပါတယ်ကောသလမင်းရဲ့သုံးခုမြောက်အိမ်မက်ကတော့နွားမကြီးတို့ကမိမိတို့ရဲ့မွေးစားဖြစ်တဲ့နွားငယ်ရဲ့နှုတ်ကိုစုတယ်လို့မြင်မှတ်ပါတယ်ဒီအိမ်မက်ကိုတော့မြတ်စွာဘုရားရှင်ကနောင်ခါမှာကြီးသောသူတို့ကိုအယူသည်ပြုရင်းပျောက်ကွယ်သောကာလမှာအမိအဖရောက်ခမစသည်တို့ကမိကိုအားထားရမရှိဖြစ်ကုန်ကြပြီးတော့မိမိတို့ကသားသမီးတမတ်ချွေးမစသည်တို့ထံမှကပ်ရက်ပြီးတော့ညှိုးညင်းညှိုးငယ်စွာအသက်မွေးကုန်ရလက်တန်းလို့မိန့်တော်မူပါတယ်လေးခုမြောက်အိမ်မက်ကတော့လှဲတို့မှာဝင်းကိုစောင်းနိုင်တဲ့ခွားပလပြည့်စုံလာတဲ့နွားကြီးတွေကိုဖယ်ပြီးတော့နုပြိုတဲ့နွားငယ်တွေကိုသာဝင်းကိုယုံဟိုင်းစေတယ်ဆိုတာမြင်မှတ်ပါတယ်။နွားငယ်တို့ကလည်းဝင်းကိုမနိုင်တော့လှဲကိုလည်းဆွဲခြင်းကမတတ်နိုင်သည်ဆိုပြီးတော့မြင်မှတ်ခြင်းဖြစ်ပါတယ်။ဒါကိုမြတ်စွာဘုရားရှင်ကနောက်တရားမဆောင်သောမင်းတို့လက်ထက်မှာအသက်ကြီးဝါကြီးပညာရှိကုန်တဲ့သူတို့ကိုအမတ်တရားသူကြီးစတဲ့ယာဒူးစည်းစိမ်ကိုမခန့်ထားတော့ဘဲနဲ့အသက်ဝါပညာငယ်ကုန်တဲ့လူငယ်တို့ကိုသာခံထားကြပါလိမ့်မယ်။ဒီကအခွင့်အရေးမသိမတော်မမှန်ဖြစ်အမှုကိစ္စမပြီးအကျိုးမပြီးရှိတဲ့အခါမှာလူငယ်တို့ကလည်းမိမိယာဒူးစည်းစိမ်ကိုစွန့်လွတ်ကြပါလိမ့်မယ်ဒီအခါမှာပညာရှိတဲ့လူကြီးတို့ကလည်းငါတို့ကပြင်ပကလူဆိုပြီးတော့လစ်လူရှုပြီးတော့နေကြပါလိမ့်မယ်ဒီအခါမှာတရားမဆောက်အမှုမပြီးကြတာနဲ့မင်းနဲ့တကွာတိုင်းပြည်ပါစုပ်ယုပ်ပျက်စီးကြပါလိမ့်မယ်လို့မိန့်တော်မူပါတယ်ကောသလမင်းကြီးရဲ့၅ခုမြောက်အိမ်မက်ကတော့ကရွင်းနှစ်ခုရှိတဲ့မြင်းကကျွေးလာတဲ့မူရောစပါးတို့ကိုကရွင်းနှစ်ခုနဲ့ပဲစားတယ်လို့မြင်မှတ်ပါတယ်ဒါကိုမြတ်စွာဘုရားရှင်ကနောက်ခါတရားမဆောင်သောမင်းတို့လက်ထက်မှာတရားမဆောင်သောတရားသူကြီးတို့ကနှစ်ဖက်သောအမှုတွေတို့ကပြီးတဲ့တစိုးလက်ဆောင်တို့ကိုစားပြီးတော့အမှုတို့ကိုမမှန်မကန်ဆုံးဖြတ်ကြပါလိမ့်မယ်လို့မိန့်ကြားတော်မူပါတယ်6ခုမြောက်အိမ်မက်ကတော့အဖိုးတသိန်းထိုက်တဲ့ရွှေကပ်ကိုမြေခွေးပိုကကျင်းငယ်စွန့်ရန်ပေးပါတယ်မြေခွေးလည်းဒီရွှေကပ်မှာကျင်းငယ်စွန့်တယ်လို့မြင်မှတ်တော်မူပါတယ်
နောက်ကတရားမဆောင်သောမင်းတို့လက်ထက်မှာအမျိုးမြတ်သောသူတို့ကအကြီးမြောက်မခံရဘဲနဲ့ဆင်းရဲကြပြီးတော့အမျိုးရုပ်တဲ့သူတို့ကအစိုးတရကြွယ်ဝချမ်းသာကြပါလိမ့်မယ်ဒီကအမျိုးမြတ်တဲ့သူတို့အသက်မွေးခြင်းကမတတ်နိုင်ကုန်သည်ဖြစ်ပြီးတော့မိမိတို့သမီးတို့ကိုအမျိုးရုပ်တို့ကိုပြီးပြီးတော့အသက်မွေးကုန်ကြပါလိမ့်မယ်လို့မြတ်စွာဘုရားရှင်ကမိန့်ကြားတော်မူပါတယ်ခုနှစ်ခုမြောက်အိမ်မက်ကတော့တယောက်သောယောက်ျားကအင်းပြင်မှာထိုင်လုံကိုကြစ်ပြီးတော့ခြေရင်းမှာချထားပါတယ်ဒီအင်းပြင်အောက်မှာရှိတဲ့စာလောင်နဲ့မြေခွေးမှာကဒီယောက်ျားမသိခင်မှာဒီလုံကိုစားတယ်လို့မြင်မှတ်ပါတယ်ဒါကိုမြတ်စွာဘုရားရှင်ကနောက်ကမိမတို့သည်အစာအသောက်အဝတ်အနေထိုင်စသည်တို့မှာလော်လီချင်းရှိကြပြီးတော့မိမိတို့လင်ယောက်ျားစင်းရဲညိုညင်စွာရှာဖွေစုဆောင်းအပ်တဲ့ပစ္စည်းဥစ္စာတို့ကိုအဝတ်အစားအစားအသောက်တို့မှ၎င်းတောက်စားမူရစ်ကစားခြင်းမှ၎င်းအပျော်ပါးတို့မှ၎င်းတပေါက်လင်ငယ်ထားခြင်းတို့မှ၎င်းအယမ်းမဲ့ဖြုံတီးကြပါလိမ့်မယ်ခွေးမသည်မသိစဉ်စားတဲ့ကဲ့သို့အိမ်သူမိန်းမတို့ကလည်းဒီလိုမျိုးတိတ်တဆိတ်ဖြုံတီးခိုးစားကြပါလိမ့်မယ်လို့မြတ်စွာဘုရားရှင်ကမိန့်ကြားတော်မူပါတယ်ကောသလမင်းကြီးရဲ့ရှစ်ခုမြောက်အိမ်မက်ကတော့ရေမရှိသောအိုးတို့ကိုခြံရအပ်တဲ့ရေပြည့်ဦးကြီးတစ်လုံးကိုမြင်ရပါတယ်လူတို့ကအရက်ရှစ်မျက်နှာကရေကိုယူလာကြပြီးတော့ထိုရေပြည့်ဦးကြီးအတွင်းကိုသာလျှင်လောင်းထည့်ကြပါတယ်လောင်းထည့်တဲ့ရေတို့ကလည်းပြည့်ရှမ်းပြီးတော့ကြကုန်ကြပါတယ်ဒီလိုမျိုးအဖန်ဖန်အတက်လဲလဲရေပြည့်တဲ့အိုးကိုသာလျှင်လောင်းပြီးတော့ရေမရှိတဲ့အချမ်းရံအိုးတွင်းတို့ဘယ်သူမှမလောင်းမထည့်နေသည်ကိုမြင်မှတ်ပါတယ်ဒါလို့မြတ်စွာဘုရားရှင်ကနောက်ကမကောင်းသောမင်းတို့လက်ထက်မှာမင်းနဲ့တကွာလူတို့တရားပြက်ကွက်ဩဇာညံ့ဖြင့်ဆင်းရဲခြင်းကိုရောက်ကုန်ကြပါမယ်ဒီကမင်းအစိုးရတို့ကဆင်းရဲသားတို့ကမင်းရဲ့အကျိုးစီးပွားအတွက်ကိုသာလောက်ကင်စေပဲဆောင်ရွက်စေမယ်ထမ်းရွက်စေမယ်တို့ဖြစ်ပေမဲ့မင်းတို့၌သာပြည့်စုံအကျိုးခံစားကြပြီးတော့ဆင်းရဲသားတို့မှာရေမရှိတဲ့ဥပမာတစုံတရာမရှိဘဲငန်းမို့ခေါင်းပါခြင်းကိုရောက်ကုန်ကြပါလိမ့်မယ်လို့မိန့်ကြားတော်မူပါတယ်ကိုးခုမြောက်အိမ်မက်ကိုလည်းဆက်လက်တင်ဆက်ပေးကြပါတယ်ကိုးခုမြောက်အိမ်မက်ကတော့နတ်ဆိုင်ကျယ်ဝန်းတဲ့ရေကန်ကြီးတစ်ခုမှာတရားတို့ဆင်းပြီးတော့ရေတောက်ကြပါတယ်ကန်ရဲ့အလဲရေနဲ့ရမှာရေကနောက်ပြီးတော့ကန်နာဝင်းကျင်ရေတိမ်ရမှာတရားတို့နင်းတဲ့နေရာမှာရေကကြီးနေတယ်လို့မြင်မှတ်ပါတယ်နောက်ခါမှာတရားမဆောင်သောမင်းတို့ကမတရားအုပ်စိုးခြင်းတစိုးလက်ဆောင်စားခြင်းလော်လေခြင်းတနာကျင်နာဂယုနာမဲခြင်းကြမ်းကြုတ်ရက်ဆက်ခြင်းတို့ရှိပြီးတော့လူတို့အပေါ်မှာအထူးထူးအပြားပြားသောအချင်းအရာတို့နဲ့အခွန်တုတ်ကိုခံခွဲကောက်ယူကြပါလိမ့်မယ်ဒီကလူတို့မှာတစုံတရာမပေးဆောင်နိုင်ပင်မဆင်းရဲပြီးတော့မြို့ကြီးရက်ကြီးတို့မှာမနေနိုင်တော့ဘဲနဲ့မြို့စုံမြို့ဖျားရွာစုံရွာဖျားမှာတွားရောက်နေထိုင်ကြပါလိမ့်မယ်ကံအလယ်မှာရေနောက်ပြီးတော့ကံဘေးမှာရေကြီးတဲ့ကဲ့သို့ဖြစ်ပါတယ်မြို့လေရွာလေမှာတိတ်ဆိတ်ပြီးတော့ရက်စုံရွာစုံအဖျားမှာလူစီကားလိမ့်မယ်လို့မြတ်စွာဘုရားရှင်ကမိန့်ကြားတော်မူပါတယ်ကောသလမင်းကြီးရဲ့10ခုမြောက်အိမ်မက်ကတော့တလုံးနဲ့သောအိုးနဲ့တစ်ချိန်နဲ့ချက်တဲ့ထမင်းကတချို့နေရာမှာပျော့တယ်တချို့နေရာကတော့မနှက်ပါဘူးတချို့နေရာကတော့နှက်တယ်လို့မြင်မှတ်ပါတယ်ဒါကြောင့်နောင်ခါမှာတရားမဆောင်သောမင်းတို့လက်ထက်မှာမိုးကွက်ကြားရွာပါလိမ့်မယ်ဒီခါမှာတချို့နေရာမှာမိုးရွာလုံးပြီးတော့ကောက်ပွဲသီးနှံတွေပျက်စီးပါလိမ့်မယ်တချို့နေရာမှာတော့မိုးမရွာလို့ကောက်ပွဲသီးနှံတွေပျက်စီးပါမယ်တချို့နေရာမှာတော့မိုးမှန်ပြီးတော့ကောင်းပါလိမ့်မယ်ထမင်းတိုးထဲမှာထည့်ပြီးချက်တဲ့ထမင်းဖြစ်ပေနဲ့ထမင်းအိုးထဲမှာအပြော့အမာအနက်မတူညီဘူးဖြစ်နေတဲ့ကဲ့သို့ပဲမိုးလေမမှန်ကွက်ကြားရွာပြီးတော့ကောက်ပဲသီးနဲ့နေပျက်စီးပါလိမ့်မယ်လို့မြတ်စွာဘုရားရှင်ကမိန့်ကြားတော်မူပါတယ်11ခုမြောက်အိမ်မက်ကတော့အဖိုးတသိန်းထိုက်တန်လာတဲ့12ခုနန္တာနှစ်ကိုရဒတ်ပုံရည်နဲ့လဲစားရောင်းစားတာကိုမြင်မှတ်ပါတယ်ဒါကြောင့်နောင်ခါမှာငါဘုရားရဲ့သာသနာတော်ဆွတ်ယူတဲ့ကာလမှာလော်လေပြီးတော့လက်လာပါကိုမမောပုံနဲ့အကျင့်ပြတ်တဲ့ယဟန်တို့အကျင့်ပြတ်သောလူတို့သည်စွန်းစေးကြောင်းတင်ငန်းဥစ္စာပစ္စည်းစသည်တို့ကိုအလိုရှိကုန်ကြပြီးတော့လမ်းစုံအိမ်ဝအိမ်ကျိုအိမ်ကြားတို့မှာငါဖရားရဲ့တရားတော်ကိုဟောကြားကြပါလိမ့်မယ်နိဗ္ဗာန်လူငါဟောတော်မူသောအလွန်မွန်မြတ်သောတရားတော်ကိုပဲတပည့်တမှုတစ်ချက်အစသည်ဖြင့်အကျိုးငါရောင်းစားဟောပြောကြကုန်သည်ဖြစ်ပြီးတော့အဖိုးတသိန်းထိုက်တန်တဲ့12ခုနန္တာကိုရဒတ်ပုံရည်နဲ့ရောင်းစားတဲ့ကဲ့သို့ဖြစ်ကုန်ကြပါလိမ့်မယ်လို့မိန့်ကြားတော်မူပါတယ်ကောသလမင်းကြီးရဲ့12ခုမြောက်အိမ်မက်ကတော့ဘာမှမရှိတဲ့ဘူးလို့ဘူးတော်တွေကရေထဲမှာမြုပ်နေပြီးတော့ပြည့်နေတဲ့ဘူးတွေကရေပေါ်မှာပေါ်နေပဲလို့မြင်မှတ်ပါတယ်ဒါကိုမြတ်စွာဘုရားရှင်ကိုရမကြီးကနောင်ခါမှာတရားမဆောင်တဲ့မင်းတို့လက်ထက်မှာအမျိုးရုပ်တဲ့သူတို့ကိုသာယာတူးစည်းစိမ်ပေးကြပါလိမ့်မယ်တကူအာနာကြီးမားထင်ပေါ်ကြပါလိမ့်မယ်
ဒါကြောင့်သူတော်ကောင်းတွေရဲ့စကားကိုပယ်ပြီးတော့သူယုံမာတွေရဲ့စကားကိုအတီးယူကြပါလိမ့်မယ်လို့မြတ်စွာဘုရားရှင်ကမိန့်ကြားတော်